Okay မိတ်ဆွေတို့ကတကယ်ငွေချခြင်းနဲ့ဆိုရင်တော့ဒီဗီဒီယိုလေးကိုမကြော်ဘဲနဲ့အဆုံးထိကြည့်ပေးကြဖို့တောင်းဆိုချင်ပါတယ်ဒီမှာအခုကျွန်တော်ဒီမှာလက်ကျန်ငွေမှာဒီမှာ9950ပဲရှိတယ်နော်မိတ်ဆွေတို့ဆက်စချင်းဝင်ကိုစော့မယ်ဆိုရင်ငွေ1000ဖြည့်ထားဖို့လိုပါရဲ့နော်ဇာမလိုက်နိုင်လို့ရှင်ဒီကောင်ရှုံးတယ်နော်အဲ့ကြောင့်မို့လို့ငွေကို1000ကလည်းစစော့ပါโอเคဘယ်ဂိမ်းကိုစော့ရမလဲဆိုရင်ဒီဝင်ကိုဆိုတဲ့ဂိမ်းကိုစော့ရမှာပါနော်โอเคဒီမှာဝင်ကိုနှိပ်လိုက်ပြီဝင်ကိုနှိပ်ပြီးသွားပြီဆိုရင်ဒီနေရာလေးမှာမိတ်ဆွေတို့ကြည့်နိုင်ပါရနော်ဒီမှာစက္ကန့်30 1မိနစ်3မိနစ်5မိနစ်စာရှိတယ်နော်ကျွန်တော်အများဆုံးကဒီနဲတဲ့ဟာစက္ကန့်နဲတဲ့ဟာပဲစော့တာပါနော်ပြီးတော့ဒီထက်မှာ option ကဒီအကြီးနဲ့အသေး option နှစ်ခုပဲရှိတယ်နော်နှစ်ခုထဲကတစ်ခုကိုပဲထိုးရမယ်โอเคဒီမှာအသေးကြနေတော့ဒီမှာအသေးကိုပဲကျွန်တော်တို့ထိုးရမှာပါเนาะအသေးကို30နဲ့စားထိုးပါဥပမာမိတ်ဆွေတို့က1000ငွေဖြည့်ထားတဲ့ဆိုရင်30နဲ့စားလိုက်ပါနဲတယ်လို့မထင်နဲ့เนาะဒီကောင်ကတဖြည်းဖြည်းနဲ့များသွားလိမ့်မယ်เนาะအဲ့ကြောင့်မလို့မိတ်ဆွေတို့က30နဲ့စားပြီးတော့စားလိုက်ပါโอเคဒီမှာပထမချိန်ကျွန်တော်အသေးကြတော့အသေးကိုပဲလိုက်တော့ဒီမှာနိုင်သွားတယ်ပေါ့เนาะဒီကနေ့ကျွန်တော်စပြီးတော့ထိုးရမှတ်ထားပါโอเคနောက်တစ်ခါကျွန်တော်အသေးကိုပဲထပ်ပြီးတော့30နဲ့လိုက်မယ်ဟုတ်ပြီဒီထက်မှာအမြဲတမ်းတော့မတူဘူးเนาะအမြဲတမ်းဒီကောင်အသေးအကြီးကြတာမတူဘူးပေါ့เนาะတစ်ခါတလေကြလို့ရှိရင်ဒီကောင်အသေးအကြီးလည်းဖြစ်နိုင်ပါတယ်เนาะအဲ့ရှင်က၄កောက်လောက်ဖြစ်လိုက်လို့ရှိရင်အသေးအကြီး၄កောက်လောက်ဖြစ်သွားလို့ရှိရင်ရက်လိုက်ပါဒါမှမဟုတ်အသေးအကြီးကိုပဲလိုက်ပါဒီလိုမျိုးအသေးကြရင်အသေးကိုပဲမလိုက်တော့ရเนาะရက်လိုက်အဲ့နေရာမှာမိတ်ဆွေတို့ချုံနိုင်ပါတယ်အဲ့ကြောင့်မလို့ဒီမှာအခုကြည့်နေကြည့်ပါเนาะဒီမှာအသေးကြနေတဲ့အတွက်ကျွန်တော်အသေးကိုပဲထပ်ထိုးမယ်30เนาะအချိန်မရတော့ဘူးโอเคအကြီးကြသွားပြီပေါ့เนาะအကြီးကြသွားတဲ့အတွက်ကျွန်တော်အကြီးကိုပဲထပ်ပြီးတော့30နဲ့လိုက်မယ်ပထမချိန်ကျွန်တော်30နဲ့ထိုးရနိုင်တယ်30နဲ့ထိုးရနိုင်တယ်ပြီးတော့နောက်တစ်ခါကျွန်တော်အကြီးကိုဒီမှာ30နဲ့ထိုးထားတယ်ပေါ့နော်တကယ်လို့ချုံသွားလို့ရှင်ဘယ်လိုစားလိုက်ရမလဲဆိုတာကိုစောင့်ကြည့်ပါမလောနဲ့တော့ဗီဒီယိုလုံးဝမကြော်ပါနဲ့ဒီဗီဒီယိုကြည့်ပြလို့ရှင်မိတ်ဆွေတို့ကနားလည်သွားမှာပါနော်အသေးကြသွားပြီဆိုတော့ကကျွန်တော်တို့ဘာလုပ်ရမလဲဆိုရင်ဒီမှာ30ချုံသွားပြီပေါ့နော်30ချုံသွားပြီဆိုတော့ဒီမှာအသေးကိုပဲထပ်ပြီးတော့ကျွန်တော်တို့30နဲ့လိုက်ရမယ်30 20 30โอเค30လိုက်ရမယ်เนาะမိတ်ဆွေတို့တက်နိုင်တဲ့လောက်လိုက်လို့ရတယ်ကျွန်တော်ကတော့30နဲ့ပဲလိုက်တယ်ဒီမှာ30ချုံးတယ်ဒီမှာ30လောင်းထားတယ်ဟုတ်ပြီ30ချုံးပါပြီโอเคတစား30ဒီတစ်ခါဆိုရင်60เนาะတစား30 60တစား90ဒီအပေါင်းလေးကိုနှိပ်လိုက်လို့ရှင်စားအမြန်သွားရပါတော့ဥပမာဒီ100နဲ့1000နဲ့ထိုးလို့ရှင်ဒီ9နှိပ်လိုက်လို့ရှင်9000ဖြစ်သွားမှာပေါ့နော်ဒီ30နဲ့နှိပ်လိုက်လို့ရှင်1000ဖြစ်သွားမယ်โอเคဟုတ်ပြီဒီမှာ186ချက်ဒီမှာနော်ပထမချိန်ကျွန်တော်30ရှုံးတယ်30ရှုံးတယ်30လိုက်တော့ဒီမှာပြန်ရသွားတယ်ပေါ့နော်ရသွားတော့30နဲ့ပြန်စားရမယ်เนาะအကြီးကြတဲ့အတွက်ဒီအကြီးကိုပဲ30နဲ့စားမယ်နဲတယ်လို့တော့မထင်နဲ့เนาะဘယ်ရမှအလကားမရဘူးအချိန်တော့နည်းနည်းပပပေးရမယ်မိတ်ဆွေတို့ဂယူးဆိုင်ပြီးတော့တေချာလေးကြည့်ပါเนาะโอเคဒီမှာရှုံးလိုက်ပါเนาะအသေးကြသွားပြီအသေးကြသွားတဲ့အတွက်အသေးကိုပဲထပ်ပြီးတော့300နဲ့30နဲ့လိုက်မယ်โอเคဒီမှာ30ရှုံးတယ်30နဲ့လိုက်ထားတယ်ခဏဆောင်လိုက်ပါဟုတ်ပြီဒီမှာနော်အကြီးကြသွားပြီဆိုတော့အကြီးကိုပဲခုန30 30ဆိုတော့60ဒီတစ်ခါလောင်းရမယ်နော်အကြီးကိုပဲ90 30 30 40 50 60 90 80 90ဟုတ်ပြီ90တစား30 90နော်စောင်းလိုက်မယ်အဲ့လိုကြတော့အရင်ရောအမြင့်ရောတစ်ခါတည်းထွက်လာမှာပါနော်အသေးကြသွားပြီဒီလိုမျိုးမိတ်ဆွေတို့ကိုကျွန်တော်ဒီမှာတေချာလေးကြည့်ပါနော်ကျင်းပြမယ်ဒီနေရာမှာ
အသေးအကြီးလေးကလောက်ဖြစ်သွားလို့ရှင်ခဏနားလိုက်ပါနော်ခဏနားလိုက်ပြီးသွားလို့ရှင်ဒီမှာအသေးအကြီးကြသွားလို့ရှင်ပြန်ထိုးပါနော်စောင့်ပြီးတော့ထိုးရပါမှာโอเคအသေးကိုပဲကျွန်တော်ခုန6စားဆိုတော့ဒီတစ်ခါ1စား3စား9စားမမီလိုက်ဘူးအသေးပဲကြာသွားတယ်ပေါ့နော်ဟုတ်ပြီ1စား3စား9စားဒီတစ်ခါဆိုရင် sorry 290ထိုးပါမယ်ပေါ့နော်290အချိန်မမီတော့290အချိန်မမီတော့အသေးပဲကျွန်တော်ထိုးတာအကြီးကြောက်ပါโอเคအကြီးကိုပဲ290နဲ့ထိုးမယ်29စဒီနေရာမှာမိတ်ဆွေတို့100ကနေ1000ထည့်ပြီးတော့100ကနေဈာလိုက်မှဆိုရင်ဒီမှာကုံလောက်ပြီเนาะ100 300 900ဒီမှာဆိုရင်ပြောက်အဲ့ကြောင့်မလို့မိတ်ဆွေတို့က10ကနေစပြီးဈာလိုက်ဒီကောင်အချိန်တော့ပေးရမယ်အချိန်ပေးပြီးတော့မှမိတ်ဆွေတို့တေချာလေးစော့ပါเนาะဟုတ်ပြီဒီမှာ1စား3စား9စား29စားပေါ့เนาะ29စားเนาะ29စားကိုမိတ်ဆွေတို့ချမ်းပြရင်လည်းဒီမှာလွတ်သွားရပေါ့နော်ဒီမှာကြည့်လိုက်ပါဒီရပွဲလဲလွတ်သွားပြီဒီရပွဲလဲလွတ်သွားမှထင်တယ်မဟုတ်ဆိုရင်ကျွန်တော်အရင်ရောအမြဲရောတခါတည်းရလောက်ပြီနော်โอเค29စားကို3စားလောက်ရမယ်နော်ဒီမှာ81စားပြန်နိုင်တယ်ပေါ့နော်ဒီလိုမျိုးပဲမိတ်ဆွေတို့က1000တွင်းပြီးတော့အေးစစ်စားလိုက်ပြီးတော့ဆော့လို့ရနော်အချိန်တော့ပေးရမယ်ပြီးတော့မိတ်ဆွေတို့ကအကောက်ဖွင့်ပြီးတော့ဒီငွေထုတ်အကောက်ကိုချိန်ထားပါနော်မိတ်ဆွေတို့ KP နဲ့ပဲထုတ်မလား wave နဲ့ပဲထုတ်မလားဒါเนาะဒီနှစ်ခုထဲတစ်ခုကိုချိန်ထားလိုက်အဲ့ကြမှာမိတ်ဆွေတို့ gain ဆော့ပါเนาะဟုတ်ပြီအားလုံးပဲအချင်းပေးကြပါစေ